ထောင်းလေ bro မင်းတည်ချင်းမဲ့ငါရောက်လာခဲ့ပြီဆိုတော့ကမင်းနောက်ဆုံးရလိုက်တဲ့တရားဘာလဲဆိုတာကိုပြောပြအကြောက်တရားလားအကျွတ်တရားလားပြောလေလူတွေစင်ကြဖို့ငါလည်းနေမင်းလိုပဲဖြစ်မှာဆိုတော့ကြိုတင်ပြင်ဆင်မလို့မင်းမျက်လုံးငါဖွင့်ကြည့်ရတော့မင်းဘာမြင်ရလဲမှောင်မင်းနေတာပဲမဟုတ်လားငါထင်တာပဲငါမေးတာကိုမဖြေနဲ့မင်းပြောနိုင်တာကိုငါသိတယ်ငါသိချင်တာသိချင်းတရားရဲ့ခြားတစ်ဖက်မှာပါရှိလဲသိရဆိုတာမင်းတို့ကောင်းနေရလားစိုးရရလားဒါမှမဟုတ်ရင်ငါတို့ကအိမ်နေပြီမင်းကလန်ပြီးတော့နိုးခဲ့တာလားလူသက်တမ်းပြန်ပြန်80ခြေတော့တွေစုံတော့ခဲ့ရမင်းလှုပ်ချင်တာတွေလှုပ်ဖို့အတွက်ချိန်ရမင်းတို့လုံလောက်ရဲ့လားနောက်ဆိုကြည့်ချင်ရင်တော့ကြည့်လို့မရတော့တဲ့နောက်ဆုံးချိန်နှုတ်ဆက်ချင်းနဲ့မင်းကိုကြည့်ဖို့ပြတော့မယ်သားသမီးဆွေမျိုးမိတ်ဆွေမိတို့ဖတို့လဲမင်းရဲ့ခန္ဓာကြီးကိုခဏနေပြီးရှို့ရတော့မယ် ဘလာမျက်နှာတွေအားလုံးပဲနောက်ဆုံးပျက်စီးပြချသွားတယ်ကဘာကြီးပုံမတိုင်းလဲပတ်စေပဲ You will be forgotten လာလောက်တော့လက်စွကြတယ်နည်းလောက်ကြတော့မေးပြကြတယ်မပူဘူးလားမင်းကိုကြည့်ပြီးငါပူလို့ဒီမှာစောင့်နေရမင်းရဲ့အကျွမ်းကြံအယိုးအိုငါယူမလို့အတ္တတွေကြီးနိုင်သေးလားချစ်နိုင်မုန်းနိုင်သေးလားမင်းဘာလုပ်နိုင်လဲငါ့ကိုပြောမင်းငါလို့ပြုံးနိုင်သေးလားအခုငါတို့တွေမင်းသွေးတော့ပြပြတဲ့ဒီတူနေတယ်မင်းရှူခဲ့တဲ့လေကိုတော့မခုခံနိုင်တဲ့ fear ဘလို့နေလဲတရေတွေပါဖြစ်ရင်လဲငါ့ကိုရေးအောင်တော့လာပြအောင်စကားမဆက်မင်းရဲ့ညော်နှမ်းတွေကိုငါရတော့ဘယ်နဲ့လဲနိဗ္ဗာန်ဆိုတာကိုရောက်သွားလားဒါမှမဟုတ်မင်းရဲ့သိစိတ်ရောမသိစိတ်ပါလုံးဝပျောက်သွားလားယုံကြည်မှုတွေဖြစ်မလာတဲ့အချိန်ကြမှာလူတွေယူရောတစ်စုံတစ်ခုကနေမင်းကအခုတော့ဘာမှမဟုတ်တော့ဘူးပေါ့လူတွေကမှတ်တရတွေကြောင့်ပဲသွေးပူပြီးငိုတာများအားလုံးကမင်းပြောက်ွယ်သွားဖို့အတွက်အချိန်ပဲလိုတာပါမင်းကပြဖြစ်တဲ့ဒီလောင်ကျွမ်းနေတာမင်းထမကြည့်နိုင်တော့ကဘာကြီးပေါ်မှာမင်းတည်ရှိခဲ့ကြောင်းကိုဘယ်သူမှမသိနိုင်တော့ Hey ဘလာမျက်နှာတွေအားလုံးပဲနောက်ဆုံးပျက်စီးပြချသွားတယ်ကဘာကြီးပုံမတိုင်းလဲပတ်စေပဲ You will be forgotten လာလောက်တော့လက်စွကြတယ်နည်းလောက်ကြတော့မေးပြကြတယ်Forgotten